အမေဆုံးမြစ်ထဲမှာတော့16ပေလောက်ရှိတဲ့ကေမန်မြစ်ကြောင်းကြီးကကြီးစိုးထားတာဒါပေမဲ့သူ့ကိုတော်လန်ရဲတဲ့အကောင်ရှိပါတယ်အဲ့ဒါကတော့မြစ်ဖြန်ကြီး Giant River Otter မိသားစုပါပဲဒီဖြန်တွေကချစ်စရာကောင်းပေမဲ့တကယ်လူသက်သမားတွေပါမိကြောင်ပါသူတို့ရဲ့ခလေးနှကောင်ကိုတတ်စားထားတာကြောင့်သူတို့ကလက်စားချေဖို့ပြင်နေကြတာပါသူတို့ကအဖွဲလိုက်အလုံးလောက်ကြတယ်မိကြောင်ရဲ့အာယုံကိုလွှဲပြီးအမီးကိုကိုက်တယ်ပြီးတော့ဘိုက်အောက်ကနူးညံ့တဲ့အပိုင်းတွေကိုဝိုင်းကိုက်ကြတယ်တနားရီလောက်ကြာတဲ့အခါမှာတော့အားကုန်သွားတဲ့မိကြောင်ကြီးဟာအရှုံးပေးလိုက်ရပါတော့တယ်ကြပြီမဲ့ဒီအောင်ပွဲမှာဖြန်လေးနှကောင်ထပ်မံပျောက်ဆုံးသွားခဲ့ရပါတယ်